ဖះเจ้าပုံမှန်တက်ပုံမှန်တက်ဖះเจ้าတော့ပုံမှန်တက်တယ်ဖះเจ้าပုံမှန်တက်ဖះစကားနဲ့ပုံမှန်တက်ရှင်တက်ဖို့အရေးကြီးတယ်ဖះเจ้าတက်တာမှတ်နေဖះเจ้าဘာလာတက်တာလဲဖះရဲ့နှုတ်ကပတ်တော်ခံယူတာဖះရဲ့နှုတ်ကပတ်တော်နဲ့နေ့တိုင်းသွားရဲ့လားဒီမှာနားထောင်တဲ့စကားအပြင်ထွက်တာနဲ့မေ့သွားခမရအလကားပဲအဲ့ဒါဖះနဲ့သွားတာမဟုတ်ဘူးဖះเจ้าပဲသွားတာဖះเจ้าသွားတာရေးကြီးတယ်ဖះเจ้าဘာလို့သွားတာလဲဆိုတော့ပိုရေးကြီးတယ်ဖះเจ้าသွားတာတဲ့မကြားလို့ပြန်ပြောမယ်ဖះเจ้าသွားတာရေးကြီးတယ်ဖះเจ้าသွားတာတဲ့ဖះเจ้าဘာလို့သွားတာလဲဆိုတဲ့မိကွန်ကိုပြန်မေးဘာကြောင့်ဖះเจ้าလာတာလဲဒီမနက်ဘာလို့ဖះเจ้าလာတာလဲကိုပြန်မေးအဖြေရှိပြီလားနံပါတ်1ဖယားစကားကိုစာငတ်လွန်းလို့လာတာဖြစ်တော့တင်တပတ်ပြီးတပတ်လုံးဝမတူညီတဲ့မင်္ဂလာတင်ရဲ့တတ်တာထဲမှာတင်မိသားစုတတ်တာထဲမှာဖြစ်ကိုဖြစ်လာမယ်ဆိုတာယေရှုနာမနဲ့ကျွန်တော်အာမခံရတဲ့ဘာလို့ဖယားเจ้าလာတတ်တာလဲဖယားเจ้าပုံမှန်တတ်တာထက်ဘာလို့ဖះเจ้าတင်လာတက်တာလဲခံယူချက်ရှိရတဲ့လူဆိုတာခံယူချက်ရှိရတယ်ခရိယန်ဖြစ်လို့တပတ်တစ်ခါဖះเจ้าတက်မှဆိုလို့ဖះเจ้าလာတက်ရင်တော့ဘာမှတိုးတက်လာမှာမဟုတ်တပတ်လည်းဒီပုံစံပဲနှစ်ပတ်လည်းဒီပုံစံပဲသုံးပတ်လည်းဒီပုံစံပဲတစ်လလည်းဒီပုံစံပဲတစ်နှစ်လည်းဒီပုံစံပဲဒီတိုင်းပဲသွားလိမ့်မယ်အပေါ်လည်းမတက်အောက်လည်းမဆင်းခလေရနေကိုလိုကန့်လန့်နဲ့ပါလာတဲ့အဖွဲ့တွေဖြစ်လိမ့်မယ်မမဆောင်းဖွဲ့တယ်တိတလိုလိုမတိတလိုလိုကျွန်တော်လည်းအဲ့ဒါတိတာမဟုတ်ကျွန်တော်ဘယ်သူလဲမသိလာပြတယ်ဆရာမမဆောင်းတိလားငါဘလို့တိမှလဲအဲ့မမဆောင်းတမကြည့်ဆရာတဲ့အရန်ထူးဆန်းနဲ့ကြည့်တယ်ကြည့်လဲပါဆိုရေချိုးတလို့မချိုးတလို့လို့တဲ့စိုးတလို့မစိုးတလို့ဘာစကားလဲမသိနားကိုမလဲဘူးအဲ့မှာကျွန်တော်တမ်းမြင်လိုက်တဲ့ခရိယန်ထဲမှာလည်းအဲ့ဖွဲ့တွေအများကြီးတိတလို့လို့မတိတလို့လို့ကိုးကွယ်တလို့လို့မကိုးကွယ်တလို့လို့ဖွဲ့တွေရှိတယ်ကိုးကွယ်တလို့လို့မကိုးကွယ်တလို့လို့ဘာလဲတော့မသိဘူးဖျားเจ้าမလာချင်းမလာနဲ့လာသေးတယ်အိတ်လဲအိတ်ငိုက်နေတယ်ဒါဆိုပါလာလို့တာလဲပြန်နိုးလာတဲ့အချိန်မှာတရားဟောပြီးသွားပြီအပြန်သွားတယ်ဘာလုံးမှလဲအဓိပ္ပာယ်မှမရှိတာ no လာတယ်ဆိုတာရည်ရွယ်ချက်ရှိရမယ်အလူငွေလာပေးတာအဓိကမဟုတ်ဘူးအလူငွေဘာလို့ပေးတာလဲဆိုတာအဲ့ဒါအဓိကပေးတာအရေးမကြီးဘူးဘာလို့ပေးတာလဲဘုရားကျောင်းလာတယ်အရေးမကြီးဘူးဘာလို့ဘုရားကျောင်းလာလဲအဲ့ဒါပိုရေးကြီးတယ်ဆဲဘုရားဖို့ပေးတယ်ကောင်းပါတယ်ဘာလို့ပေးတာလဲ